မူလနိမိယသစ္စာတကုလေးခုအလောအင်္ဂါ11ပါးတရေကိုမြတ်နေ3ပါးအစနေရမူလဝေ3ပါးနှင့်ကာလ3မြတ်ချင်းရ20ဤရှိသွဲကိုအလွယ်ကျင့်မှသိစေအပ်သည်တန္တရာမလွတ်ကြောင်းသည်တန္တရာကမလွတ်မြောက်ခြင်းလားလွတ်မြောက်ခြင်းလားအဲ့ဒီတန္တရာကလွတ်မြောက်တဲ့နေရာဆိုတာတရားလာနိဗ္ဗာန်လားကွယ်တန္တရာကလွတ်မြောက်တာနော်တန္တရာကလွတ်မြောက်တာကတရားလာနိဗ္ဗာန်လားကွယ်အဲ့ဒီနိဗ္ဗာန်ကိုမရောက်အောင်မရောက်ရအောင်မသွားကြရမှာလားသွားကြရမှာလားနိဗ္ဗာန်ကိုရောက်ဖို့အတွက်တရားကိုနားလည်ရမှာလားတန္တရာကိုနားလည်ရမှာလားတန္တရာကိုနားလည်ရတော့တန္တရာက2မျိုးရှိတယ်လို့မှတ်လိုက်ပါတန္တရာကဘယ်နှမျိုးရှိတယ်တန္တရာ2မျိုးကဘာတွေလဲလို့ဆိုတော့ဘဝတန္တရာပြောခန္ဓာတန္တရာပြန်ပြောကွယ်ဒီနေရာမှာလေဘဝတန္တရာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့လွန်ခဲ့တဲ့15နှစ်လောက်ကမင်းเจ้าမှာလေဘဝတန္တရာဆိုတာကြိုက်လက်ကဆရာကြီးဥတုခရေးစာသိကုန်းခဲ့တဲ့ဘဝတန္တရာသရှင်ဆိုတာမရှိဘူးလားဟိတရားကိုကြည့်ပြီးတော့ရေးတာလားပဋိစ္စသမုပ္ပါကြီးကိုကြည့်ရေးတာလားသိတယ်မို့လားဘဝတန္တရာရှည်လေရထွေပြမဏိမနတတော်ရည်သွားကြပြီးတော့ခရီးပန်းတဲ့မယောင်မရှိတယောက်စိတယောက်ပြဆက်လက်ပြီးတော့လောဘရဲ့တရားလားဘဝတန္တရာလားဘဝတန္တရာလူဘဝနတ်ဘဝမြမဘဝအပယ်လေးဘုံဘဝကိုခေါင်းအမျိုးမျိုးကိုယ်အမျိုးမျိုးကျင်လည်နေရတဲ့တရားခံကတရားလားလောဘဆိုတဲ့ကိလေသာလားတရှင်ကလည်းကတော့ဘုံဘုံကိုယ်လည်းလွတ်ခဲ့တာဘို့အခုတော့ယောဂီတို့လွတ်ခိုင်းတာတရားလားဒေါသကိလေသာလားလောဘဆိုတဲ့ကိလေသာတရားကြောင့်ဘဝတန္တရာလဲရတယ်လို့ဒေါသမောဟဆိုတဲ့ကိလေသာတရားကြောင့်တရားလားဘဝတန္တရာလဲရတာလားကွယ်အဝိဇ္ဇာတဏှာဆိုတာလည်းတရားတရားလားကိလေသာတရားလေလားအဝိဇ္ဇာသင်္ခါရတဏှာဥပါဒတိဟူသောကိလေသာတရားတွေကြောင့်ခေါင်းအမျိုးမျိုးကိုယ်အမျိုးမျိုးဘဝတန္တရာမကျင်လျရဘူးလားနားလည်ပြီနော်ဒါဆိုဘဝတန္တရာကိုမကျင်လည်ခြင်းတော့ဘာဘူးဆိုရင်တရားကိုပယ်တတ်မှလားလောဘကိလေသာကိုပယ်တတ်မှလားလောဘဒေါသမောဟအဝိဇ္ဇာတဏှာဒီဟူသောကိလေသာတရားတွေမပယ်တတ်ရမှလားပယ်တတ်ရမှလားလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေစိတ်မှငြင်းအေးလို့သွားရင်ဘဝတန္တရာမပြတ်မှလားပြတ်မှလားခန္ဓာဇတ်မသိမ့်မလားသံဃာဇတ်သိမ့်မလားခန္ဓာဇတ်သိမ့်တော့လူဘဝလူခန္ဓာရအောင်မလားနတ်ဘဝနတ်ခန္ဓာရအောင်မလားလူဘဝလူခန္ဓာနတ်ဘဝနတ်ခန္ဓာပြမဘဝပြမခန္ဓာမရတော့ပါဘူးဆိုတော့အိုနာတိကွဲ့နှွဲရပါအောင်မလားဘယ်ဘဝဘယ်ခန္ဓာပဲရရလူဘဝလူခန္ဓာရတော့လေတရားကြုံတွေ့ရတာလားအိုနာတိပွဲကိုနှွဲရတာလားတရားတန္တရာလားခန္ဓာတန္တရာလားခန္ဓာတန္တရာကိုပြန်ကြည့်လိုက်တော့အိုနာတိဘယ်ဘဝဘယ်ခန္ဓာရရနားလည်ပြီနော်အိုနာတိရတာရခြင်းလို့ရတာလားကိလေသာကြောင့်ရရတာလားကိလေသာရဲ့စွမ်းအားကြောင့်တရားပြုတာလားကံနေပြုတာလားဒီကံကိုဘယ်သူအုပ်ချုပ်တယ်ကိလေသာအုပ်
ချုပ်တယ်ကိလေသာအုပ်ချုပ်တဲ့ကံဆိုတော့ကမ္မဘဝပစ္စယအဲ့လိုဒီကံမှာပြန်ကြည့်လိုက်တော့ကံကိုကိလေသာလည်းမအုပ်ချုပ်နိုင်ဘူးလားကိလေသာတစ်မျိုးတည်းအုပ်ချုပ်လို့ရတာလားဘယ်သူလဲအုပ်ချုပ်နိုင်တယ်ညံ့ဘယ်သူလဲအုပ်ချုပ်နိုင်တယ်အော်ကံဆိုတဲ့ကုသိုလ်ကံတရားကိုဉာဏ်လေးအုပ်မချုပ်နိုင်ဘူးလားဒါကိုရောက်လွယ်အောင်မှတ်မိအောင်နာလိုက်ဟိမှတ်လိုက်ကံကိုနှစ်မျိုးအုပ်ချုပ်တယ်ကံကိုဒီကံကိုလေဒီကံကိုဘယ်နှမျိုးအုပ်ချုပ်တော့အဝိဇ္ဇာတဏှာတွေဟူသောကိလေသာတရားတွေလည်းမအုပ်ချုပ်နိုင်တာလားအုပ်ချုပ်နိုင်တာလားအဝိဇ္ဇာတဏှာကိလေသာတရားတွေကိုပဲခွာပြီးတကားလားတတိတမ္ပစေကိန်းနဲ့ဉာဏ်မအုပ်ချုပ်နိုင်တာလားအုပ်ချုပ်နိုင်တာလားဒါကံရဲ့အပေါ်မှာနှစ်မျိုးအုပ်ချုပ်နိုင်တာပေါ့ဉာဏ်အုပ်ချုပ်ရင်ကိလေသာပေါ်ဝင်ရပါမလားကိလေသာအုပ်ချုပ်နေရင်ဉာဏ်ပေါ်ဝင်ရပါမလားနားလေတယ်နော်ဒါဆိုရင်ကံကိုပယ်ရမှာလားကိလေသာကိုပယ်ရမှာလားတရားနဲ့ပယ်မှာလားဉာဏ်နဲ့ပယ်မှာလားဉာဏ်နဲ့ပယ်မယ်ဆိုတော့ဘသူကိုမြင်အောင်ကြည့်မယ်ခန္ဓာကိုမြင်အောင်ကြည့်လိုက်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေ့တာလားခန္ဓာယုံနာကိုပဲတွေ့သလားတွေ့တဲ့ယုံနာကိုစူးစူးဆိုင်ဆက်မကြည့်ရမှာလားကြည့်ရမှာလားစူးစူးဆိုင်ဆက်ကြည့်လိုက်တော့ဒီယုတ်ဒီနာသည်ဖြည့်ပြီးတော့ပြည့်နေတယ်လို့မပြဘူးလားဘယ်သူကပြတဲ့ဖြစ်ဖြစ်ခန္ဓာကပြတဲ့ဖြစ်ဖြစ်ဘယ်သူကပြတဲ့ဖြစ်ဖြစ်တိတိကျကျလေးနားထောင်တော့ခန္ဓာကပြတဲ့ဖြစ်ဖြစ်ဆိုတာကအရှုခံနဲ့ဖြစ်ဖြစ်ဆိုတာကအရှုခံဘသူကပြတာခန္ဓာကသိစရာခန္ဓာကသိစရာမှတ်ထားခင်တော့ခန္ဓာဆိုတာတရားလားသိစရာလားယုံနာဆိုတာသိစရာခန္ဓာလို့ပဲပြောယုံနာလို့ပဲပြောအတူတူပဲမို့လားအချင်းချင်းတော့တရားလားယုံနေတာလားအကျဉ်းချဲလိုက်တော့ခန္ဓာအကျဉ်းချဲလိုက်တော့တရားလားသိစရာလားတရားကိုသိတာလားခန္ဓာကိုသိတာလားဘသူကိုသိတာယောက်ျားလို့သိသေးသလားမိန်းမလို့သိသေးသလားပုဂ္ဂိုလ်တ attva လို့သိသေးသလားဘသူကိုပဲသိနေတာခန္ဓာကိုသိနေတာနော်ယောက်ျားလို့သိသေးသလားဘသူကိုသိနေတာမိန်းမလို့သိသေးသလားဘသူကိုသိနေတာဘာပြုတ်သွားတာဒိဋ္ဌိဘာပြုတ်သွားတာတော့တရားကိုသိတာလားခန္ဓာကိုသိတာလားတရားလားယုံဉာဏ်သိတာလားအဲ့လိုသိစရာကိုသိရင်ဒိဋ္ဌိပြုတ်တယ်မှတ်လိုက်ဟဲ့သိစရာကိုသိရင်ဒီသိစရာကယောက်ျားမိန်းမလို့သိရမှာလားခန္ဓာလို့သိရမှာလားသိလိုက်တဲ့ခန္ဓာကိုစူးစူးစိုက်ဆက်မကြည့်ရမှာလားကြည့်ရမှာလားကြည့်လိုက်တော့သူဒီတခြားပြတာလားဖြစ်ပြီးတော့ပြက်ပြတာလားတခြားကပြတယ်ဖြစ်ပြလားခန္ဓာကပြတယ်ဖြစ်ပြလားခန္ဓာကမပူရာကနေမလုံရာကနေတခြားလားဖြစ်တဲ့ဘောကိုသိလိုက်တာလားဖြစ်တဲ့ဘောကိုသိလိုက်တော့ဗာဒိဋ္ဌိပြုတ်ဟုတ်စီတာအာဒိဋ္ဌိပြုတ်ဟုတ်စီတာဒိဋ္ဌိပြုတ်သွားတယ်မဖြစ်ဘူးလားမဖြစ်ဘူးလားလို့ဖြစ်တဲ့သဘောကိုမသိဘူးလားအာဒိဋ္ဌိပြုတ်တခြားသိတာလားယုံနာကိုသိတာလားယုံနာကတခြားပြတာလားဖြစ်လိုက်ပြလိုက်ပြတာလားမပူရကပူတဲ့သဘောလေးကိုမသိဘူးလားအာဒိဋ္ဌိပြုတ်ဟုတ်စီတာအာဒိဋ္ဌိပြုတ်မသိဘူးလားသိတာလေးကိုကြည့်လိုက်တော့ရှိသေးသလားမရှိတော့ဘူးလို့မသိဘူးလားတခြားကိုသိတာလားအပြတ်ကိုသိတာလားအာဒိဋ္ဌိပြုတ်အပြတ်ကိုသိတယ်တတတဟာလားဖြစ်တဲ့သဘောကိုသိတော့ဖြစ်ပြက်ကိုသိရင်တတတနဲ့ယုံနာကိုယုံနာလို့ပိုင်ပိုင်နန်းသိရင်တက္ကာယဒိဋ္ဌိမပြောဘူးလားတခြားကိုကြည့်ရမှာလားယုံနာကိုကြည့်ရမှာလားယုံနာလို့ပဲပြောခန္ဓာလို့ပဲပြောနော်
တခြားလားအတူတူလားတခြားကိုသိရမှာလားယုံနာကိုသိရမှာလားဘာကိုသိတာဘာကိုသိတာရေရတဲ့ပြောဘာကိုသိတာယုံနာကိုသိတယ်ဆိုတဲ့ဒီအသိထဲမှာယောက်ျားပါသေးသလားမိန်းမပါသေးသလားပုဂ္ဂိုလ်တ attva ပါသေးသလားတားနေခမုန်းနေပါသေးသလားဘာကိုပဲသိနေတာဘာဒိဋ္ဌိပြုတ်သွားတာခက်သေးသလားလွယ်လွယ်လေးနော်ဟုတ်ပြီလားဘာကိုသိနေတာယုံနာကိုသိတဲ့အသိပေါ်ဖြစ်နေပြီနော်ဘာကိုသိတဲ့အသိဒီယုံနာကိုသိတဲ့အသိထဲမှာယောက်ျားဆိုတဲ့အသိပါသလားမိန်းမဆိုတဲ့အသိပါသလားပုဂ္ဂိုလ်တ attva ကိုသိတဲ့အသိပါသလားဘာပြုတ်သွားတာတခြားကိုသိလို့လားယုံနာကိုသိလို့လားသိရတဲ့ဒီယုတ်ဒီနာကိုစူးစူးဆိုင်ဆိုင်ကြည့်မယ်တခြားလားစောင့်ကြည့်တာလားစောင့်ကြည့်လိုက်တော့တခြားပြတာလားဖြစ်လိုက်ပြက်လိုက်ပြတာလားဖြစ်တာကိုသိလိုက်တော့ဥစ္စေတာပြက်သွားတာကိုသိလိုက်တော့ဒါဆိုယုံနာကပြတဲ့ဖြစ်ပျက်ကိုမိအောင်ရှုနိုင်ရင်ဒိဋ္ဌိဘယ်နှချက်ပြုံးဘာဒိဋ္ဌိနဲ့ဘာဒိဋ္ဌိတတ္တဒိဋ္ဌိဥစ္စေတာယုံနာကိုယုံနာလို့ပိုင်ပိုင်နာသိလိုက်ရင်ဘာဒိဋ္ဌိပြုံးဒိဋ္ဌိဘယ်နှချက်ပြုံးနားလေလားဘယ်သူတွေပါလဲတက္ကာယဒိဋ္ဌိတတ္တဒိဋ္ဌိဥစ္စေတာဒိဋ္ဌိတခြားကိုသိလို့လားယုံနာကိုသိလို့လားသိရတဲ့ဒီယုတ်ဒီနာကိုစူးစူးဆက်ဆက်မကြည့်ဘူးလားစူးစူးဆက်ဆက်ကြည့်လိုက်တော့တီတက်နေတဲ့သဘောလားဖောက်ပြန်နေတဲ့သဘောလားယောက်ျားမိန်းမကဖောက်ပြန်တာလားပေါ်စေယုံနာဖောက်ပြန်တာလားပေါ်စေယုံနာလေးကဘယ်လိုဖောက်ပြန်နေတာဖြစ်လိုက်ပြက်လိုက်တခြားကိုမြင်နေတာလားဖြစ်ပျက်ကိုမြင်နေတာလားအချိန်နဲ့မြင်ရမှာလားအချိန်ချင်းမြင်နေရမှာလားအချိန်ချင်းမြင်မှများလာတော့ဒီဖြစ်ပျက်ကိုမုန်းလာပြီဖြစ်ပျက်ကိုဘာဖြစ်လာပြီတော့ဖြစ်ပျက်ကိုမုန်းလာပြီမုန်းလဲမုန်းနေသူကလည်းပြနေတယ်မုန်းလဲသူကလည်းသူဆိုတာဘယ်သူတော့ခန္ဓာသူဆိုတာဘယ်သူတော့ခန္ဓာကဘာပဲပြနေတော့ဒီဖြစ်ပျက်ကိုဉာဏ်ကမမုန်းဘူးလားမုန်းပြီးမုန်းကြတော့လေသူကမပြဘူးလားသူကလည်းမုန်းတယ်သူကလည်းပြတယ်ဒါတွေတော့ဟိအဲ့တော့ကြည့်တဲ့ဉာဏ်စိတ်ကပေပြီးတော့ကြည့်ရမယ်ပေပြီးတော့ဝိရိယကိုပုံစိုက်ပြီးတော့ကြည့်ရမယ်အဲ့တော့ဝိရိယလေးကိုပို့ပြီးတော့စိုက်ပြီးတော့ကြည့်လိုက်တော့မုန်းလဲမုန်းနေတယ်မုန်းလို့လည်းမရသေးဆက်ကြည့်ပေကြည့်ရတော့ဒီဉာဏ်စိတ်ကလေဖြစ်ဖြစ်ကိုဆုံးမြင်နေပြီကြည့်ကိုမကြည့်ကျင်တော့ဘူးတရားလားဉာဏ်စိတ်လားဉာဏ်စိတ်ကဆုံးမြင်နေပြီနော်ဉာဏ်စိတ်ကဘာလို့ဆုံးမြင်တာတော့ဖြစ်ပြက်ဘာလို့ဆုံးမြင်တော့ဖြစ်ပြက်ကိုလည်းဆုံးမြင်နေပြီဆုံးလို့လည်းမရသေးဆုံးလဲဆုံးမြင်တယ်မဆုံးလဲမဆုံးသေးပြန်ပြောမယ်ဆုံးလဲဆုံးမြင်နေတယ်ဆုံးလဲမဆုံးသေးပေကြည့်ဟုတ်ပြီလားတတိထဝိရိယဆိုင်ပြီးတော့ပေကြည့်ရမှာပေကြည့်တဲ့ဉာဏ်ရအောင်မှဖြတ်ခနဲ့မရှုံဆုံးတာလားရှုံဆုံးပါလားအဲ့ဒီလိုရှုံဆုံးသွားလိုက်တာတခြားပေါ်တာလားမဲ့ဉာဏ်ပေါ်သွားတာလားအော်မဲ့ဉာဏ်ပေါ်ပြီနော်ဒီမဲ့ဉာဏ်ပေါ်ဖို့တခြားအလုပ်ကိုလုပ်ရမှာလားဝိပဿနာလုပ်ကိုအားထုတ်ရမှာလားဝိပဿနာလုပ်ကိုအားထုတ်တဲ့နေရာမှာတခြားကိုနာနာပြောရမှာလားဒိဋ္ဌိကိုနာနာပြောရမှာလားဒိဋ္ဌိကိုနာနာပြုတ်နိုင်မှုအတွက်တခြားကိုနားလည်ရမှာလားပဋိစ္စသမုပ္ပါကိုနားလည်ရမှာလားမြန်မာလိုလေးပြောလိုက်ပြန်တော့အကြောင်းအကျိုးကိုနားလည်ရမယ်ဘာကိုနားလည်ရမယ်အကြောင်းအကျိုးဆိုတာအကြောင်းဆိုတာတခြားလားပဋိစ္စလားအကျိုးဆိုတာတခြားလားသမုပ္ပါလားပေါင်းမှလိုက်တော့မြန်မာလိုလေးပြောလိုက်တော့ကြောင်းအကျိုးဟုတ်ပြီနော်ဒါဆိုရင်အကြောင်းအကျိုးပေါ်မှာတန်တရားဝိသိကိစ္စစင်အောင်သဘောပေါက်အောင်ကြည့်ရမှာပေါ့အကြောင်းအကျိုးရဲ့ပေါ်မှာ
တန်တရားဝိသိကိစ္စစင်အောင်မကြည့်ရမလားကြည့်ရမလားတခြားကိုကြည့်မလားပဋိစ္စသမုပ္ပါအင်္ဂါ12ပါးကိုကြည့်မလားပဋိစ္စသမုပ္ပါအင်္ဂါ12ပါးကဘယ်သူတွေပါလဲအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယပြည့်စရာဆိုတဲ့ပါဠိတော်လေးမပါဘူးလားအဲ့ဒီပြည့်စရာဆိုတဲ့ပါဠိတော်လေးကိုမြန်မာစကားလုံးလေးနဲ့မှတ်လိုက်ရောက်လို့မှတ်လိုက်ဘယ်လိုမှတ်မလို့ဘယ်နဲ့ကြားမှာတော့အားလေးထဲလိုက်မှာတော့အဝိဇ္ဇာကြောင့်ဟုတ်ပြီနော်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ရပါသည်ဆိုကြည့်ပါဦးဘသူကြောင့်ဘာဖြစ်ရတာတော့ကြောင့်မှန်တယ်များအကြောင်းတရားလို့မှတ်လိုက်ဟေ့ကြောင့်မှန်တယ်များဖြစ်ရပါတယ်မှန်တယ်များအကျိုးတရားဖြစ်ရပါတယ်လို့မှန်တယ်များကြောင့်လို့မှန်တယ်များအဝိဇ္ဇာကြောင့်ဆိုတော့အဝိဇ္ဇာဒီဘာတရားအကြောင်းတရားအဝိဇ္ဇာဒီဘာတရားအကြောင်းတရားတွေမှာပုဂ္ဂိုလ်တ attva ရှားကြည့်စမ်းယောက်ျားမိန်းမရှားကြည့်စမ်းတခြားလားမသိတတ်တဲ့သဘောလားတခြားကိုမသိတာလားသစ္စာ၄ပါးကိုမသိတာလားသစ္စာ၄ပါးကိုမသိတာဘယ်သူပါလဲအဝိဇ္ဇာဒီအကျိုးတရားလားအကြောင်းတရားလားအဲ့အဝိဇ္ဇာဒီအကြောင်းတရားလို့မှတ်ထားခဲ့အဝိဇ္ဇာဒီဟူသောအကြောင်းတရားကြောင့်တခြားဖြစ်ရတာလားသင်္ခါရဖြစ်ရတာလားဖြစ်ရတဲ့သင်္ခါရဒီတခြားတရားလားအကျိုးတရားလားအကျိုးတရားသင်္ခါရတွေမှာပုဂ္ဂိုလ်တ attva ပါရဲ့လားယောက်ျားမိန်းမပါရဲ့လားသင်္ခါရဆိုတာတခြားလားပြုလုပ်တာလားဘာတွေကိုပြုလုပ်တာလို့ဆိုတော့ပုံညာပိသင်္ခါရပုံညာပိသင်္ခါရဆိုတာကုသိုလ်ကံတရားတွေပြုလုပ်သည်အပုံညာပိသင်္ခါရဆိုတာကအကုသိုလ်တွေကိုပြုလုပ်သည်အနိသာပိသင်္ခါရဆိုတာကသံသမပဗြမပြေရောက်ကြောင့်အကျင့်တွေပြုလုပ်သည်နားလည်တယ်နော်အဲ့သင်္ခါရမပြုလုပ်ဘူးလားပြုလုပ်တဲ့သင်္ခါရဒီအကြောင်းတရားလားအကျိုးတရားလားအဲ့ဒီအကြောင်းတရားတွေမှာလည်းပုဂ္ဂိုလ်တ attva ပါရဲ့လားအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားကလည်းပုဂ္ဂိုလ်တ attva ပါရဲ့လားတခြားလားအကြောင်းနဲ့အကျိုးလားဆိုလိုက်ပါကွယ်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ရပါသည်အဝိဇ္ဇာကအကြောင်းတရားသင်္ခါရကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှာပုဂ္ဂိုလ်တ attva ပါသလားအကြောင်းနဲ့မှာပုဂ္ဂိုလ်တ attva မပါရင်အကျိုးထဲမှာလည်းပုဂ္ဂိုလ်တ attva လှုပ်ရှင်လို့ရပါမလားငါလှုပ်ရှင်လို့ရပါမလားယောက်ျားမိန်းမလှုပ်ရှင်လို့ရပါမလားတခြားကြောင့်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်ပေါ်လာတာမှန်သမျှတခြားတရားလားအကျိုးတရားတွေလားပုဂ္ဂိုလ်တ attva တခြားလားစိတ်သုံးနေတာလားဘယ်သူနဲ့ဘယ်သူပဲတွေ့နေတာအကြောင်းနဲ့အကျိုးဘယ်သူနဲ့တွေ့နေတာအ
အကြောင်းတရားပေါ်မှာလည်းဉာဏ်မရှိဘူးလားအကျိုးတရားတွေမှာလည်းဉာဏ်မရှိဘူးလားအကြောင်းအကျိုးကိုဉာဏ်ရှင်းတော့ပစ္စယပရိက္ခဉာဏ်ပြောဒီပေါ်မှာဉာဏ်ရှင်းလို့ပြန်ပြောအကြောင်းအကျိုးပေါ်မှာဉာဏ်ရှင်းတော့ပစ္စယပရိက္ခဉာဏ်ပြန်ပြောသင်္ခါရနဲ့ဝိညာဉ်ရဲ့ကြားထဲမှာလေတခြားလားပစ္စယလေးပါတာလားဆိုလိုက်သင်္ခါရပစ္စယဝိညာဏသင်္ခါရကြောင့်ဝိညာဉ်ဖြစ်ရပါသည်သင်္ခါရကအကြောင်းတရားဝိညာဉ်ကအကျိုးတရားအကြောင်းအကျိုးသင်္ခါရဆိုတာတရားလားပြုလုပ်တာလားအားနေပြုလုပ်တာတော့လို့ဆိုတော့ကုသိုလ်ကံတရားအကုသိုလ်ကံတရားမပြုလုပ်တာလားပြုလုပ်တာလားကုသိုလ်ကံဒီဟုသောအကြောင်းတရားကြောင့်တရားရရလားဝိညာဉ်ရပါလားပရိသန္တိဝိညာဉ်ပေါ့အာဝိညာဉ်နေတော့မရတာလားရတာလားမိခင်ရဲ့ဝမ်းထဲမှာဇာတိပရိသန္တိဝိညာဉ်လေးမနေရတာလားနေရတာလားအလိုလိုပေါ်တာလားသင်္ခါရကြောင့်လားအလိုလိုလားကံတရားကြောင့်လားတရားကံတရားလားကုသိုလ်ကံတရားလားကုသိုလ်ကံတရားကြောင့်လူပရိသန္တိဝိညာဉ်အကုသိုလ်ကံတရားကြောင့်အပယ်လေးပေါ်ပရိသန္တိဝိညာဉ်မတွေ့ရတာလားတွေ့ရတာလားဆိုလိုက်အဝေသင်္ခါရပစ္စယဝိညာဏသင်္ခါရကြောင့်ဝိညာဉ်ဖြစ်ရပါသည်သင်္ခါရကအကြောင်းတရားဝိညာဉ်ကအကျိုးတရားအကြောင်းအကျိုးနားလည်သွားပြီတော့ဝိညာဏပစ္စယနာမရူပံဝိညာဉ်ကြောင့်နာယုတ်ဖြစ်ရပါသည်ဝိညာဉ်ကအကြောင်းတရားနာယုတ်ကအကျိုးတရားအကြောင်းအကျိုးနာမရူပပစ္စယသလာယရဏနာယုတ်ကြောင့်သလာယရဏဖြစ်ရပါသည်နာယုတ်ကအကြောင်းတရားသလာယရဏကအကျိုးတရားအကြောင်းအကျိုးသလာယရဏပစ္စယဖာသောသလာယရဏကြောင့်ဖတ်တာဖြစ်ရပါသည်သလာယရဏကအကြောင်းတရားဖတ်တာကအကျိုးတရားအကြောင်းအကျိုးအာသပစ္စယဝေဒနာအာသာကြောင့်ဝေဒနာဖြစ်ရပါသည်အာသာကအကြောင်းတရားဝေဒနာကအကျိုးတရားအကြောင်းအကျိုးဝေဒနာပစ္စယတဏဝေဒနာကြောင့်တဏဖြစ်ရပါသည်ဝေဒနာကအကြောင်းတရားတဏကအကျိုးတရားအကြောင်းအကျိုးတဏပစ္စယဥပါဒနာတဏကြောင့်ဥပါဒံဖြစ်ရပါသည်တဏကအကြောင်းတရားဥပါဒံကအကျိုးတရားအကြောင်းအကျိုးသူတို့ရက်တောင်လေးတွေဖြတ်နေတာနော်ဘုန်းကြီးအာမနာဘူးနော်မျက်နှာပြောင်တက်ပြီးတော့လေအမေကြီးတဲ့ရက်တောင်လေးခိုက်စိတ်နေဥပါဒနာပစ္စယကာမဘောဥပါဒံကြောင့်ကာမဘဝဖြစ်အပ်ပါဥပါဒံကအကြောင်းတရားကာမဘဝကအကျိုးတရားအကြောင်းအကျိုးကာမဘဝပစ္စယဇာတိကာမဘဝ
ကြောင့်ဇာတိဖြစ်ရပါသည်ကမ္မဘဝကအကြောင်းတရားဇာတိကအကျိုးတရားအကြောင်းအကျိုးဇာတိပစ္စယဇရမရဏဇာတိကြောင့်ဇရမရဏဖြစ်ရပါသည်ဇာတိကအကြောင်းတရားဇရမရဏကအကျိုးတရားအကြောင်းအကျိုးဇရမရဏပစ္စယအာတဝဇရမရဏကအကြောင်းတရားအာတဝကအကျိုးတရားအကြောင်းအကျိုးအာတဝပစ္စယအဝိဇ္ဇာအာတဝကြောင့်အဝိဇ္ဇာဖြစ်ရပါသည်အာတဝကအကြောင်းတရားအဝိဇ္ဇာကအကျိုးတရားအကြောင်းအကျိုးအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ရပါသည်အဝိဇ္ဇာကအကြောင်းတရားသင်္ခါရကဟဲ့မရသေးဘူးလားဒီတော့တပတ်ပြည့်နေပြီရပါတယ်ဗျာရတယ်နော်ဩဘဝတန်တရာမှာတခြားနဲ့လေပါရတာလားအကြောင်းအကျိုးတွေနဲ့လေပါရတာလားအကြောင်းနဲ့မှာပုဂ္ဂိုလ်တ attva ပါသလားအကျိုးနဲ့မှာပုဂ္ဂိုလ်တ attva ပါသလားပုဂ္ဂိုလ်တ attva မပါတဲ့အကြောင်းအကျိုးကိုဉာဏ်ကမရှင်းဘူးလားတန်တရားဝင်စရာလူသေးသလားဒုလောဝိသိကိစ္စပေါ်ခွင့်ရသေးသလားတခြားစင်နာလားတန်တရားဝိသိကိစ္စဆင်သွားတာလားတခြားကိုနားလေလို့လားအကြောင်းနဲ့အကျိုးကိုနားလေလို့လားအကြောင်းကောင်းတော့အကြောင်းမကောင်းတော့ဒါလို့တို့ကလေအကျိုးကိုခံစားမှာလားအကြောင်းကိုခံစားတာလားငါပြောင်းနေလေးနည်းနည်းလေးကံမေးတာအကြောင်းကောင်းတော့အမေချမ်းသာတဲ့အလုပ်တွေလုပ်လိုက်တော့ချမ်းသာတဲ့အကျိုးတရားတွေရွှေတွေလွယ်ငွေတွေလဲတိုက်နေတာနဲ့ကားနဲ့မချမ်းသာဘူးလားချမ်းသာခြင်းလို့ချမ်းသာတာလားအကြောင်းတွေကောင်းတယ်လို့လားအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကျိုးမကောင်းဘူးနော်ဒါနဲ့ဘဝသန္တနာမှာအင်္ဂါပရမနဲ့လည်းပတ်ရအဲ့ဒီအင်္ဂါ12ပါးလုံးကယောက်ျားမိန်းမရှာကြည့်စမ်းပုဂ္ဂိုလ်တ attva ရှာကြည့်စမ်းတရားတွေ့တာလားအကြောင်းနဲ့အကျိုးတွေ့တာလားအကြောင်းနဲ့အကျိုးပဲလို့ဉာဏ်ရှင်းလိုက်တော့ဘာတွေစင်သွားတာတန်တရားတခြားဘုံမှာဉာဏ်ရှင်းတာလားအင်္ဂါ12ပါးဘုံမှာဉာဏ်ရှင်းတာလားအင်္ဂါ12ပါးဘုံမှာဉာဏ်ရှင်းတာတော့အဲ့ဒီထိုင်နေတာကယောက်ျားမိန်းမလားခန္ဓာ၅ပါးလားအဲ့အကွယ်ထဲမှာဒီအကွယ်ထဲမှာရတဲ့ခန္ဓာကိုယ်ကြီးကအလိုလိုရတာလားသင်္ခါရပြုခဲ့လို့လားသင်္ခါရဘသူကအုပ်ချုပ်တာအဝိဇ္ဇာပစ္စယသင်္ခါရဒီလိုအကြောင်းတရားကြောင့်တက်ကြရတာလားခန္ဓာ၅ပါးရတာလားအင်္ဂါဘယ်နှပါးရသွားပြီလို့9ပါးဟဲ့ဘယ်နှပါးရသွားပြီလို့ထိုင်နေတဲ့ခန္ဓာကြီးက5ပါးသင်္ခါရအဝိဇ္ဇာနဲ့ပေါင်းလိုက်တော့9ပါးပြီးသွားပြီပြစ္ဆုတ်ပန်တဲ့ခန္ဓာကိုယ်ကြီးကိုခန္ဓာကိုယ်လည်းမသိပြန်တော့တခြားဘောဓာလားတဏှာဘောဓာလားအလုပ်တွေမလုပ်ဘူးလားဘယ်သူနဲ့အလုပ်လုပ်တဏှာနဲ့အလုပ်လုပ်တာလေလဲရဲမစင်းဘူးလားဘယ်သူနဲ့လဲရဲသွားဟောတဏှာနဲ့ဆိုတော့ရိုးရိုးတဏှာလားစွဲလမ်းမှာလားအဝိတဏှာနဲ့ဥပါဒံပေါ်မှာတော့အဝိဇ္ဇာလေးမလာရမှာလားလာရမှာလားဟောအဝိဇ္ဇာကနောက်လက်မြုံနေတာနော်အဲ့ဒါခန္ဓာလို့မသိလိုက်တော့တဏှာနဲ့ဥပါဒံမပေါ်ဘူးလားဘယ်မှာပေါ်စိတ်အမလင်းတော့ဘယ်မှာပေါ်တဏှာနဲ့ဥပါဒံဘယ်မှာပေါ်စာရွက်ထဲမှာပေါ်တာလားစဝန်းထဲမှာပေါ်တာလားတဏှာနဲ့ဥပါဒံဘယ်မှာပေါ်
တဏှာနဲ့ဥပါဒစိတ်မှာပေါ်ခြင်းလို့ပေါ်တာခန္ဓာအကြောင်းမသိလို့လားခန္ဓာကိုခန္ဓာလုံးမသိရတော့ဒီခန္ဓာကိုယ်ကြီးကိုမခင်ဘူးလားခင်ပါပဲတခြားပေါ်တာလားတဏှာပေါ်သွားတာလားရိုးရိုးခင်တာလားဆွဲဆွဲလားခင်တာလားတခြားလားဥပါဒလားတဏှာနဲ့ဥပါဒဘယ်မှာပေါ်စိတ်မှာပေါ်တဏှာနဲ့ဥပါဒဘယ်မှာပေါ်စိတ်မှာတဏှာနဲ့ဥပါဒပေါ်ပြီဆိုငြင်းငြင်းနေမှာလားအလုတ်တွေလုံးမှာလားကာယကံနဲ့အလုတ်တွေမလို့ဘူးလားဝစီကံနဲ့အလုတ်တွေမလို့ဘူးလားမနောကံနဲ့အလုတ်တွေမလို့ဘူးလားကာယကံကမ္မဘဝဝစီကံဟုတ်ပြီလားကံနဲ့မြောက်တဲ့အလုတ်မလို့ဘူးလားတခြားအလုတ်လားဘဝဖြစ်စေတဲ့အလုတ်လားဒါကြောင့်မလို့တခြားလားကမ္မဘဝလားကံကိုဖြစ်စေတဲ့ဘဝကိုဖြစ်စေတဲ့ကံတွေပြုလို့မှာတော့တခြားရမှာလားဇာတိရမှာလားဇာတိရခြင်းလို့ရတာလားကံတွေပြုလို့လားကံတွေကလည်းပြုခြင်းလို့ပြုတာလားဥပါဒနဲ့တဏှာကိန်းလို့လားဥပါဒနဲ့တဏှာကလည်းကိန်းခြင်းလို့ကိန်းတာလားခန္ဓာအမှန်ကိုမသိလို့လားခန္ဓာအမှန်မသိရောဘယ်သူကဖုံးထားတာတရားပြုလို့တာလားသင်္ခါရပြုလို့တာလားရရှိလာပြန်တော့ယောက်ျားမိန်းမရတာလားခန္ဓာ၅ပါးရတာလားခန္ဓာ၅ပါးဖြစ်သွားပြီတရားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မသိတော့ခင်မှုမင်မှုတွေ့တာမြတ်နှုတ်မှုတွေမပေါ်တာလားပေါ်တာလားတရားလားတတနဲ့ဥပါဒံပေါ်သွားတာလားဘယ်မှာပေါ်စိတ်ဘယ်မှာပေါ်စိတ်မှာတဏှာနဲ့ဥပါဒံပေါ်လာပြီလို့ဆိုတာနဲ့ကံနဲ့မမြောက်ဘူးလားဒါဆိုရင်ပဋိစ္စသမုပ္ပါအင်္ဂါဘဏ္ဍပါဖြစ်သွားပြီ10ပါးဘဏ္ဍပါဖြစ်သွားပြီဒီမှာ2ပါးရဲ့5ပါးရဲ့3ပါးရဲ့10ပါးဖြစ်သွားပြီကံနဲ့မလို့ဘူးလားကံနဲ့လို့လို့တရားရမှာလားဇာတိရမှာလားဇာတိရပြီဆိုတာနဲ့တပြိုင်တည်းမအိုခြင်းပဲမနာခြင်းပဲမသေးခြင်းပဲဒါဆိုအိုရနာရသေရတာတရားလားဇရာမရဏလားဘဝတန်ត្រာမှာယောက်ျားမိန်းမအနေနဲ့ကျင်လည်နေရတာလားအင်္ဂါ12ပါးနဲ့ကျင်လည်နေရတာလားအင်္ဂါ12ပါးကဘယ်သူတွေပါလဲအဝိဇ္ဇာသိတတ်တဲ့တရားလားမသိတတ်တဲ့တရားလားအဝိဇ္ဇာမသိတတ်တဲ့တရားတွေမှာယောက်ျားရှာကြည့်စမ်းမိန်းမရှာကြည့်စမ်းတရားလားမသိတတ်တဲ့သဘောလားမသိတတ်တဲ့သဘောအဝိဇ္ဇာသည်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မဟုတ်ရင်တရားတရားလားနံတရားလားတရားအလုံးတွေလုံးပါလားသင်္ခါရလုံးပါလားကုသိုလ်သင်္ခါရမလို့ဘူးလားခင်ဗျားတို့နားလဲတဲ့စကားလုံးနဲ့ပြန်ပြောလိုက်တော့ပုံညာပိသင်္ခါရအံပုံညာပိသင်္ခါရအမေဇာပိသင်္ခါရတရားလားစေတနာတွေလားကုသိုလ်ပြုခြင်းနဲ့စေတနာအကုသိုလ်ကိုပြုခြင်းနဲ့ယောက်ျားလားမိန်းမလားယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မဟုတ်ငါလားတရားလားစေတနာလားစေတနာလေးတရားတရားလားနံတရားလားသင်္ခါရလေးကလည်းဘာတရားအဝိဇ္ဇာကလည်းဘာတရားသင်္ခါရကလည်းဘာတရားသင်္ခါရတွေပြုလို့မှတော့တရားရမှာလားဝိညာဉ်ရမှာလားဝိညာဉ်ဆိုတာတရားလားပရိသန်နဲ့ဝိညာဉ်လားယောက်ျားလေးလားမိန်းမလေးလားပုဂ္ဂိုလ်တ attva လားတရားတရားလားနံတရားလားနံတရားနော်ဝိညာဏပစ္စယနာမရူပံနာမ်ဆိုတာစေတသိက်နာမ်ပေါ့နာမ်ဆိုတာကစေတသိက်နာမ်မို့လို့နာမ်နဲ့ကိုသွားမှာပေါ့ဒီဘက်ကရုပ်မတွေ့ဘူးလားဘာတွေ့တော့ရုပ်ဆိုတာတရားလားပထဝီတည်သောလားပထဝီဆိုတာတရားလားပြောတဲ့သဘောမာတဲ့သဘောလားတည်သောဆိုတာကပူတဲ့သဘောအေးတဲ့သဘောဝါယောဆိုတာကအာဘောဆိုတာကတရားတရားလားယုတ်တရားလားပြောတဲ့သ
ဘောမာရဲသဘောပူရဲသဘောအေးတဲ့သဘောဆိုတာတခြားတရားလားယုတ်တရားလားနာမရူပပစ္စယတလာယရဏသအာယရဏသဆိုတာရှောက်သူအာယရဏဆိုတာဆက်ထွင်းတာဘယ်နှပါတော့ဘယ်သူတွေပါလဲမျက်စိအကြည့်နားအကြည့်တခြားလားတလာယရဏ6ပါးလားတလာယရဏ6ပါးကဘယ်သူပါလဲမျက်စိအကြည့်မျက်စိတခြားတရားလားယုတ်တရားလားယုတ်သေးကိုသွားလိုက်တော့နော်နားအကြည့်ရုပ်ထဲကိုသွားမင်းနော်နှာခေါင်းအကြည့်ရုပ်ထဲကိုသွားမင်းနော်လျှာအကြည့်ရုပ်ထဲကိုသွားမင်းနော်ကိုယ်အကြည့်သွားမင်းနော်ရုပ်ထဲကိုစိတ်သွားမှာပေါ့နာနဲ့ကိုတခြားတွေ့တာလားရုပ်နဲ့နာတွေ့တာလားပါလာယရဏပစ္စယဖတ်တော်ဖတ်တာမျက်စိအကြည့်နဲ့အစင်ဟုတ်ပြီလားမတတ်ဘူးလားတွေ့ဆုံမပေးဘူးလားမျက်စိနဲ့အစင်တွေ့ဆုံပေးမှုမြင်စိတ်နားနဲ့အသံတွေ့ဆုံပေးမှုတခြားတရားလားနာတရားလားဟောနာနဲ့ကိုသွားပေါ့သာလာယရဏပစ္စယဖာတော်ဖတ်တာပစ္စယဝေဒနာဆိုတာတခြားလားခံစားတာလားကောင်းတာလေးနဲ့တခြားလားဒုက္ခဝေဒနာလားမကောင်းတာလေးနဲ့တခြားလားဒုက္ခဝေဒနာလားကောင်းတာလည်းမဟုတ်မကောင်းတာလည်းမဟုတ်အသင့်မခံစားရလားခံစားရလားတခြားလားဥပ္ပခာဝေဒနာလားခံစားတယ်ဆိုတာယုတ်တရားလားနံတရားလားသွားနံနဲ့ကိုသွားဟုတ်ပြီလားဝေဒနာပစ္စယတဏှာဆိုတာတခြားလားလိုချင်တာလားယုတ်တရားခေါ်မလားနံတရားခေါ်မလားသွားနံနဲ့ကိုသွားတဏှာပစ္စယဥပါဒံဆိုတကြလားဆွဲလန်းတာလားယုတ်တရားလို့ခေါ်မလားနံတရားလို့ခေါ်မလားနံနဲ့ကိုသွားဥပါဒနာပစ္စယကမ္မဘဝဆိုတော့ကာယကံဒီအလုပ်တွေမလုပ်ဘူးလားဝစီကအလုပ်တွေမလုပ်ဘူးလားမနောကံနဲ့အလုပ်တွေမလုပ်ဘူးလားပြန်ပြောကာယကံအလုပ်တွေမလုပ်ဘူးလားဝစီကအလုပ်တွေမလုပ်ဘူးလားမနောကအလုပ်တွေမလုပ်ဘူးလားတခြားလားကမ္မဘဝလားကာယကံကကာယဝိညာတိကာယကံကနံတရားလို့ခေါ်မလားယုတ်တရားလို့ခေါ်မလားကာယကပါဏာတိပါဒအာဒိဏဒါနကာမေသူမိစ္ဆာသာရတိစာစကားနဲ့ပြောလိုက်တော့ကာယဝိညာတိယုတ်ဟာဒီတော့ကာယကံဒီနံတရားလားယုတ်တရားလားဝစီကံမူတာဝါဒပိသုနာဝါစာပရုဒဝါစာတခြားလားအတန်တွေထွက်တာလားနားလည်အောင်ပြောလိုက်ပြီနော်မူတာဝါဒလိန်ညာပြီးတော့ပြောတယ်ဆိုတာတခြားလားအတန်လားတခြားတရားလားယုတ်တရားလားဝစီဝိညာတိယုတ်ကာယကံကလည်းဝစီကံကလည်းယုတ်တဲ့ကိုသွားမနောကံအဘိဇာယာဘာဒမိစ္ဆာဒိဋ္ဌိပြန်ပြောတခြားလားစိတ်ရဲ့အကြံလားယုတ်တရားပြောမလားနံတရားပြောမလားသွားနံလေးကိုသွားနားလေလားကာယကံကမ္မဘဝတခြားတရားလားယုတ်တရားလားဝစီကံတခြားတရားလားယုတ်တရားလားမနောကံနံတရားမလို့နံလေးကိုသွားကမ္မဘဝပစ္စယဇာတိဆိုတော့တခြားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးကိုကြည့်လိုက်တော့ယုတ်ဇာတိနံဇာတိပြောယုတ်ဇာတိကယုတ်တဲ့ကိုသွားနံဇာတိကတခြားတွေ့တာလားယုတ်နဲ့နာမတွေ့တာလားဇာတိပစ္စယသရမရဏဟုတ်ပလားယုတ်ဩနာတိနံယုတ်ကနံကယုတ်ကလေနံကလေဒါ
ဒါဆိုယုတ်တဲ့ကိုသွားနာငါသဘောပေါက်သလားအင်္ဂါဘဏ္ဍပါအင်္ဂါ12ပါးဒုရလေးခွဲထုတ်လိုက်တော့ဘာနဲ့ဘာယောက်ျားရှားကြည့်စမ်းမိန်းမရှားကြည့်စမ်းပုဂ္ဂိုလ်တ attva ရှားကြည့်စမ်းတခြားတွေ့တာလားယုတ်နဲ့နံတွေ့တာလားယုတ်တရားရဲ့အပေါ်မှာယောက်ျားရှိတယ်လားနံတရားရဲ့အပေါ်မှာယောက်ျားမိန်းမရှိတယ်လားတခြားကိုပိုင်းခြားသိတာလားယုတ်နံကိုပိုင်းခြားသိတာလားယုတ်တရားနဲ့နံတရားကိုပိုင်းခြားကြသိသူရဲ့စိတ်အစဉ်မှာနာမရူပပရိစ္ဆေဒဉာဏ်ပြောဟုတ်ပြီနော်ဒါဆိုတရားလားအင်္ဂါ12ပါးလားအင်္ဂါ12ပါးအကြောင်းတို့ခွဲလိုက်တော့ယောက်ျားမိန်းမတွေ့သေးသလားတရားကိုတွေ့တာလားအကြောင်းနဲ့အကျိုးကိုတွေ့တာလားအကြောင်းနဲ့အကျိုးရဲ့ပုံမှာဉာဏ်မရှိဘူးလားတန်တရားဝိသိကိစ္စပေါ်သေးသလားဘာဉာဏ်ပေါ်သွားတယ်ပြစ္ဆယပရိက္ခဉာဏ်တရားပေါ်မှာဉာဏ်ပြစားတယ်လားအင်္ဂါ12ပါးပေါ်မှာဉာဏ်စကြောင်းလားယောက်ျားမိန်းမတွေ့သလားယုတ်နဲ့နာမည်တွေ့သလားတခြားကိုပိုင်ပိုင်နန္ဒသိတာလားယုတ်နာကိုပိုင်ပိုင်နန္ဒသိတာလားဘာဉာဏ်ရလို့သွားတယ်နာမရူပပရိစ္ဆေဒဉာဏ်ဘာဉာဏ်ရသွားတယ်အင်္ဂါကဘဏ္ဍပါအင်္ဂါ12ပါးကိုဉာဏ်နဲ့ကစားကြည့်လိုက်တော့ပစ္စယပရိက္ခဉာဏ်နဲ့မပေါ်ဘူးလားနာမရူပပရိစ္ဆေဒဉာဏ်လည်းမပေါ်ဘူးလားဉာဏ်ပဏ္ဏဉာဏ်ပေါ်ပြောကြည့်သမ်းဉာဏ်ပြောပါတိမေဉာဏ်သောတာပန်တည်ဖို့အတွက်ဒိဋ္ဌိနဲ့ဝိသိကိစ္စမပြုတ်ရမှာလားပြုတ်ရမှာလားဒိဋ္ဌိပြုတ်ဖို့တရားကိုသိရမှာလားယုံနာကိုသိရမှာလားယုတ်တရားနဲ့နံတရားကိုပိုင်ပိုင်နဲ့သိလိုက်တော့ဘာပြုတ်လို့သွားတယ်အကြောင်းနဲ့အကျိုးကိုပိုင်ပိုင်နဲ့သိလိုက်တော့ဘာဆင်သွားတယ်တန်တရားဒိဋ္ဌိပြုတ်တန်တရားဝိသိကိစ္စစေပြန်ပြောဘာတည်သွားတာကိုယ်ဘာသာကိုမိကုန်ထုတ်ကိုယ်ဘာသာကိုဖြည့်ကိုယ်ဘာသာကိုအောင်ကျဲပေးမှလားကြာကျုံးတဲ့တဲကိုသွားမလားအောင်ကျဲပေးရမယ်ဟုတ်ပြီအားရတယ်ဟုတ်ပြီလားဒါဆိုရင်အင်္ဂါကဘဏ္ဍပတ်အင်္ဂါ12ပါးကဘယ်လိုတွေပါလဲအဝိဇ္ဇာပိစယသင်္ခါရအဝိဇ္ဇာကအကြောင်းတရားသင်္ခါရကအကျိုးတရားမမြင်ဘူးကွယ်ငါတော့ကလည်းပြောအဝိဇ္ဇာပိစယသင်္ခါရရရင်လည်းရှေ့ရသွားခိုင်းမှာနော်မရရင်လည်းနောက်ကမြန်မြန်လေးလက်စုအဝိဇ္ဇာပိစယသင်္ခါရအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ရပါသည်အဝိဇ္ဇာကအကြောင်းတရားသင်္ခါရကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါသင်္ခါရပစ္စယဝိညာဏသင်္ခါရကြောင့်ဝိညာဉ်ဖြစ်ရပါသည်သင်္ခါရကအကြောင်းတရားဝိညာဉ်ကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါဝိညာ
နာပိစယနာမရူပံဝိညာဉ်ကြောင့်နာယုဖြစ်ရပါသည်ဝိညာဉ်ကအကြောင်းတရားနာယုကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါနာမရူပပစ္စယသလာယရဏနာယုကြောင့်သလာယရဏဖြစ်ရပါသည်နာယုကအကြောင်းတရားသလာယရဏကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါရပြီလားဆိုရမလားဟိုးရက်တောင်ကြီးကိုင်းနေတဲ့တကားကြီးဆိုလို့ရမလားဟမ်ဆိုလို့ရမလားကဲဆိုသားတယောက်တည်းဒါလည်းတော့အချိန်လေးရောက်မယ်9 မိနစ်ပဲကျန်တော့တယ်9 မိနစ်ပဲကျန်တော့တယ်တော်ပြီတီးပေါ်တော်ပြီလိုက်စို့ဘာသာပစ္စယဝေဒနာဘုံမလေးရားစီကျင်တာလေရားစီကျင်လို့ဒီမှာအပင်ပန်းခံပြီးတော့သင်ပြပေးနေတာလေဒါပြီးခန္ဓာတွေကိုသွားတော့မှာခန္ဓာကိုညံကပ်ပြီးရှုွက်တယ်သွားတော့မှာသဘောပေါက်ရဲ့လားအာသာပစ္စယဝေဒနာအာသာကြောင့်ဝေဒနာဖြစ်ရပါသည်အာသာကအကြောင်းတရားဝေဒနာကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါဝေဒနာပစ္စယတဏှာဝေဒနာကြောင့်တဏှာဖြစ်ရပါသည်ဝေဒနာကအကြောင်းတရားတဏှာကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယကာမဘဝကာမဘဝပစ္စယဇာတိဇာတိပစ္စယသရမရဏဇာတိကြောင့်သရမရဏဖြစ်ရပါသည်သိသလားကြော်သွားခဲ့တာနော်သိသလားဒါဒီနားလေးကိုကြော်သွားခဲ့တာဇာတိပစ္စယသရမရဏဇာတိကြောင့်သရမရဏဖြစ်ရပါသည်ဇာတိကအကြောင်းတရားသရမရဏကအကျိုးတရားအကြောင်းအကျိုးအကြောင်းနဲ့မှလည်းငါမပါအကျိုးနဲ့မှလည်းငါမပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပါခန္ဓာဖြစ်ကြောင်းနဲ့ခန္ဓာဖြစ်ကျိုးပဲလို့ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်ပိုင်သိရင်ဒိဋ္ဌိစင်ပြီလားမစင်လေစင်လေတခြားလားပဋိစ္စသမုပ္ပါလားဘာပဋိစ္စသမုပ္ပါလေလို့ဆိုတော့သာပဋိစ္စသမုပ္ပါဘာပဋိစ္စသမုပ္ပါတခြားလားအရှိကလားအရှိကအကောင်လာတော့တခြားပဋိစ္စသမုပ္ပါကိုသွားရမှာလားခန္ဓာပဋိစ္စသမုပ္ပါကိုသွားရမှာလားခန္ဓာပဋိစ္စသမုပ္ပါတိတခြားလားအဖြေမှန်လားဘာတွေအကောင်လို့
အခြေခံအကောင်တော့အဖြေမှန်မရတာလားရတာလားအခုထိုင်းနေတာဘယ်သူတွေယောက်ျားတွေမဟုတ်ဘူးလားမိန်းမတွေမဟုတ်ဘူးလားဦးစိတ်တွေမဟုတ်ဘူးလားဘယ်သူနဲ့ဘယ်သူယုံနိုင်ကိုယုံနိုင်လို့ပိုင်မှန်နဲ့မသိဘူးလားယုံတရားနဲ့နာနဲ့အကျေချက်လိုက်တော့တခြားလားခန္ဓာ၅ပါးလားခန္ဓာကိုခန္ဓာလို့မသိဘူးလားသိလိုက်တဲ့ခန္ဓာကိုယ်ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပြန်တော့မပူရာကမလုံရာကမတင်းရာကတခြားလားဖောက်ပြန်လာတာဖောက်ပြန်လာလေတိုင်းချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောလားဆင်းရဲတဲ့သဘောဘာသစ္စာခန္ဓာကိုယ်ကဘာသစ္စာမြမလိုလေးပြောဆင်းရဲခြင်းအမှန်တရားပြန်ပြောဆင်းရဲခြင်းအမှန်တရားယောက်ျားဆင်းရဲတာလားမိန်းမဆင်းရဲတာလားဘသူပါလေခန္ဓာဘသူတော့တခြားလားဆင်းရဲခြင်းအမှန်လားတခြားနဲ့သိနေတာလားဉာဏ်စိတ်နဲ့သိနေတာလားတခြားကိုသိတာလားဆင်းရဲတာကိုသိနေတာလားဆင်းရဲတာကိုသိနေမှတော့လိုချင်သေးသလားမလိုချင်တော့ဘူးဆိုတော့တဏှာပေါ်ခွင့်ရသေးသလားဥပါဒံပေါ်ခွင့်ရသေးသလားတဏှာနဲ့ဥပါဒံမှမရရင်မပေါ်ရင်အဝိဇ္ဇာကိုပေါ်ခွင့်ရပါမလားတရားဘယ်နှလုံးမပေါ်ဘသူတွေပါလေတဏှာဥပါဒံအဝိဇ္ဇာဘသူကိုမြင်အောင်ကြည့်ချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောလားအာသစ္စာဒုက္ခသစ္စာကိုပိုင်နိုင်ထိုးတို့တွင်သိလိုက်တော့တဏှာဥပါဒံအဝိဇ္ဇာကိန်းနာလားပယ်တာလားတခြားတရားတွေပယ်တာလားကိလေသာတရားတွေပယ်တာလားကံနေတော့မပြူဘူးလားကာယကအလုပ်တွေမလုပ်ဘူးလားလမ်းတွေမသွားဘူးလားရေတွေမချိုးဘူးလားအစားတော်တွေမစားဘူးလားစကားတွေမပြောဘူးလားဘသူကိုတော့ပယ်ထားတာကိလေသာကိုပယ်ထားတာဘသူကိုပယ်ထားတာဘာတွေတော့လုပ်နေတာအာကင်းတဲ့ကံဘသူအစားတို့ညံ့ဘသူအစားတို့ကံရဲ့ပေါ်မှာညံစစ်တာပေါ့ဘယ်ပေါ်မှာပါစစ်ကံပေါ်မှာညံစစ်တော့ဘောင်းကအဆက်ဆက်နှိမ့်ဆက်လာတဲ့ကိလေသာပေါ်ဝင်ရသေးသလားဒါကကိလေသာကင်းတဲ့ကံနဲ့ဘာတွေတော့ကံကအကျိုးပေးမှလားဉာဏ်ကအုပ်ချုပ်တာလားကမ္မဘဝဒီရောဓာကမ္မဘဝပစ္စယဖြစ်သေးသလားကမ္မဘဝပစ္စယမဖြစ်တော့ဘူးနော်ကံသည်ဇာတိဆိုတဲ့ခန္ဓာဖြစ်စေတော့ကံမဟုတ်တော့ဘူးဇာတိပြတ်စေတော့တရားအောင်ချုပ်တာလားဉာဏ်အောင်ချုပ်တာလားဘယ်ပေါ်မှာပါရောက်ခန္ဓာ၅ပါးကဘာသစ္စာပြီးတဲ့ဉာဏ်စိတ်ကလေးကဘာသစ္စာသိသွားတာကဘာသစ္စာနောက်ခန္ဓာမရတော့တာကဘာသစ္စာသစ္စာ၄ချက်မဆိုင်ဘူးလားသစ္စာ၄ချက်လည်းဆိုင်တဏှာကြီးဆိုတဲ့အချိန်နဲ့ကပ်ပြီးမှုတာဓုကိုတော်ကြပါဦးသူ